ဟိုးရှိတုန်းကပေါ့ရှင်အာရပ်ပင်လေကမ်းခြေတစ်ခုမှာဘဝကိုရုန်းကန်နေရတဲ့တငါသေးအဖိုးကိုတယောက်ရှိခဲ့ပူပါတယ်။သူဟာအိုမင်းမစွမ်းဖြစ်နေပြီးနေတိုင်းစားဝတ်နေရဲ့အတွက်ငါးဖမ်းထွက်လေးရှိတာပေါ့။အဖိုးကနေတိုင်းပိုက်ကွန်၄ချိန်ပဲပြစ်မယ်လို့ဆုံးဖြတ်ထားပါတယ်။ပထမအချိန်ပိုက်ကွန်ပြစ်လိုက်တော့အယိုးတွေနဲ့အိုးကွဲတွေကြီးပါလာပါတယ်။ဒုတိယအချိန်မှလည်းရှွန့်တွေနဲ့အမိုက်တွေပဲပါလာပြန်တယ်။တတိယတစ်ချိန်ဆွဲတင်လိုက်ပြန်တော့လေထုံးစံအတိုင်းပါပဲကွယ်။အဖိုးဟာကောင်းကင်ကြီးကိုမောက်ကြည့်ပြီးအိုးဖေအားတခင်ကျွန်တော်ကိုဘာလို့ဒီလောက်တောင်ရက်ဆက်တာလဲလို့ညည်းတွားလိုက်တာပေါ့။နောက်ဆုံးအချိန်ဆွဲတင်လိုက်ချီမှာတော့ပိုက်ကွန်ကလေးလုံးလို့မနှဲကိုဆွဲတင်လိုက်ရပြီးကြည့်လိုက်တော့တစိတ်ခန့်နှိပ်ထားတဲ့ရှေးဟောင်းအိုးတလုံးပါလာခဲ့ပါတယ်ရှင်။အဖိုးကိုလည်းဝမ်းသာအားရနဲ့အိုးကိုဖွင့်ကြည့်လိုက်မိတယ်။အိုးဖုံးပွင့်သွားတာနဲ့တပြိုင်နက်အိုးတွေကနေရောင်စုံအငွေ့ဒီအလုံးလိုက်ထွက်ပေါ်လာပြီးကောင်းကင်အထိမြင့်တန့်သွားကအေယာမဘလူးကြီးတကောင်ခစ်သွားပါလေတော့ရှင်။အဖိုးဟာအယမ်းကြောက်သွားတာပေါ့။ဘလူးကြီးကဟင်းဟောက်ပြီးဖြောလိုက်တယ်။ဟေးအတင်လူသားမင်းကိုငါအခုတက်ရတော့မယ်တဲ့အဖိုးကကျေးဇူးရှင်ကိုဘာလို့တတ်မှာလဲလို့မေးတော့ဘလူးကြီးကသူ့အသိကိုပြောပြပါတော့တယ်။သူဟာနှစ်ပေါင်းများစွာပိတ်လောင်ကန်ထားလို့ပထမအနှစ်တရာမှာကယ်လက်သူကိုချမ်းသာစေမယ်ဒုတိယအနှစ်တရာမှာရတနာတွေပေးမယ်လို့ဂတိပြုခဲ့ပေမဲ့ဘယ်သူမှလာမကယ်ခဲ့ဘူးတဲ့ရှင်။ဒါကြောင့်နောက်ဆုံးမှာတော့ငါ့ကိုကယ်တဲ့ကောင်ကိုတတ်ဖြစ်မယ်လို့ကြိမ်ဆိုထားလိုက်တဲ့အဖိုးဟာတေဘီနဲ့ရင်ဆိုင်နေရပေမဲ့ညံအလင်းတစ်ခုရသွားပါတယ်။ကောင်းပြီလေမင်းငါ့ကိုမတက်ခင်တစ်ခုမေးပြစီဒီလောက်ကြီးမားတဲ့ကိုခန္ဓာကြီးကဒီအိုးသေးသေးလေးထဲမှာဝင်ဆက်နေဆိုလားငါဖြစ်မယုံနိုင်ဘူးလို့အဖိုးကစိန်ခေါ်လိုက်တယ်။မာနကြီးတဲ့ဘလူးကြီးကမင်းမယုံဘူးလားကြည့်ထားဆိုပြီးမီးကုန်းအငွေ့အဖြစ်ပြောင်းလေးကအိုးလေးကိုပြန်ဝင်ပြတာပေါ့အဖိုးကိုလည်းအိုးအဖုံးကိုချက်ချင်းပြန်ပိတ်လိုက်ပါတော့တယ်။အိုးထဲကဘလူးကြီးရဲ့အော်ဟစ်တန်တွေထွက်လာပြီးချမ်းသာကြွယ်ဝမှုတွေပေးပါမယ်လို့ဂတိပြုလိုက်တာကြောင့်အဖိုးဟာအိုးကိုပင်လေထဲပြန်မပစ်တော့ပဲဘလူးကြီးနဲ့သဘောတူညီမှုတစ်ခုရယူခဲ့ပါတော့တယ်။ဘလူးကြီးကအဖိုးကိုဦးညွတ်ပြီးနောက်ဂတိပေးထားတဲ့အတိုင်းတောင်တန်းတွေကာရန်ထားတဲ့လှူရွှားတဲ့ရေကန်တစ်ခုကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီရေကန်ထဲမှာအနီးအဖြူအပြာအဝါဆိုပြီးအယောင်လေးညှို့ရှိတဲ့ငါးတွေကုတ်ခတ်နေကြတာပေါ့ဘလူးကြီးကဒီငါးလေးကောင်ကိုဖမ်းပြီးဖရင်ကြီးစီဆက်တက်လိုက်ပါလို့မှာကြားပြီးမြေကြီးထဲတိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်အဖိုးကိုလည်းငါးတွေကိုယူပြီးနန်းတော်ကိုသွားဆက်တက်လိုက်တာပေါ့ဘရင်ကြီးလည်းအယမ်းသဘောကျပြီးရွှေတင်ကားတွေအများကြီးဆုချခဲ့ပါတယ်ဒါပေမဲ့ထူးခြားတာကငါးတွေကိုကြော်ဟိုအိုးလေးထည့်လိုက်တဲ့အခါနေရန်ကြားကနေမိမ့်မလတယောက်ထွက်လာပြီးငါးတွေကိုစကားပြောပါလေတော့ငါးတွေကလည်းခေါင်းထောင်ပြီးပြန်ပြောကြတဲ့ရှင်ဒီအကြောင်းကိုစပူမူးကဘရင်ကြီးကိုအကြောင်းစုံပြောပြတဲ့အခါဘရင်ကြီးကဒါရိုးရိုးငါးတွေမဟုတ်ဘူးနောက်ွယ်မှာအကြောင်းတစ်ခုခုရှိရမယ်ဆိုပြီးစုံစမ်းဖို့ကိုယ်တိုင်ထွက်ခွာလာခဲ့ပါတယ်ဘရင်ကြီးဟာတောနတ်ကြီးတစ်ခုကိုဖြတ်တန်းပြီးတဲ့အခါမှာတော့လူသူကိန်းမဲ့ပြီးခြောက်ချားဝယ်တောင်းတဲ့ရဲတိုင်မဲကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်ရဲတိုက်ထဲဝင်သွားတော့ထိုင်ကုန်းပေါ်မှာဝမ်းနဲ့ပလန့်ငိုကြွေးနေတဲ့မင်းသားတယောက်ကိုတွေ့တယ်။အနီးကပ်သွားကြည့်လိုက်မှဘရင်ကြီးအံ့ဩမင်သက်သွားပါတယ်ရှင်။မင်းသားရဲ့ခါးအထက်ပိုင်းကလူအစ်စ်ဖြစ်ပေမဲ့ခါးအောက်ပိုင်းကကြောက်တုံးဖြစ်နေပါတယ်။မင်းသားကသူ့ရဲ့ဇလန်းကိုဝမ်းနီးစွာပြောပြပါတယ်။သူ့မိန်းမဟာစုံးမတယောက်ဖြစ်ပြီးသူနဲ့ရန်ဖြစ်ရာကနေတိုင်းပြည်တစ်ခုလုံးကိုကျင်းစာတိုက်လိုက်တာလေ။မြို့သူမြို့သားတွေကိုရောင်စုံငားတဲ့အဖြစ်ပြောင်းလဲလိုက်ပြီးသူ့ကိုတော့တပိုင်းတည်းကြောက်ရွံ့အဖြစ်ဖန်တီးထားခဲ့တာပါလေဘရင်ကြီးကမင်းသားကိုတနာသွားပြီးမပူနဲ့ငါမင်းကိုကဲတင်မယ်လို့ဂတိပေးလိုက်ပါတယ်
လိုက်ကနာကွယ်ကနေရုတ်တရက်ခုန်ထွက်လိုက်ပြီးစုံမော်ကိုဓားနဲ့ဝင်ရောက်ခုတ်လိုက်တယ်။လဲကျသွားတဲ့စုံမော်ရဲ့လေပင်ကိုဓားနဲ့ရွဲပြီးအခုချက်ချင်းဒီကျင်းစားတွေကိုပြန်ရုပ်သိမ်းပေးစံမဟုတ်ရင်ငါမင်းအသက်ကိုငါယူမယ်လို့ချွင်းချောက်လိုက်တယ်။ကြောက်လန့်သွားတဲ့စုံမော်ဟာမန်တန်တွေကိုရွတ်ဖတ်ပြီးကျင်းစားကိုဖြေပေးရပါတော့တယ်။ချက်ချင်းဆိုတာနဲ့အန်ဩစရာကောင်းတာကမင်းသားရဲ့ကြောက်တုံးဖြစ်နေတဲ့ခြေထောင်တွေဟာအကောင်းအတိုင်းပြန်လဲပြောင်းလဲသွားပါတော့တယ်ရှင်။နှစ်ပေါင်းများစွာမှာပထမဆုံးအကြိမ်မတ်တက်ရက်နိုင်တဲ့မင်းသားဟာဝမ်းတလွန်လို့ဘရင်ကြီးကိုဖတ်လိုက်တာပေါ့။ဒါတင်မကပါဘူး။ရေကန်တဲကရောင်စုံငါးတွေဟာလေလူတွေအဖြစ်ပြန်လဲပြောင်းလဲသွားပြီး၆ကပ်နေတဲ့မြို့ကြီးဟာလေဈေးတန်တွေလူတွေနဲ့ပြန်လဲစီကန်းလို့လာပါတော့တယ်ရှင်။ ဘရင်ကြီးနဲ့မင်းသားတို့နန်းတော်ကိုပြန်ရောက်တဲ့အခါဒီဇလန်ရဲ့အဆောက်အစုံအကြောင်းရင်းဖြစ်တဲ့တင်ကားတဲ့အဖိုးအိုကိုရှာဖွေပြီးဂုံပြုကြပါရတယ်။ဘရင်ကြီးကလူထုအလေမှာဒီအဖိုးအိုဟာငါတို့အားလုံးရဲ့ကျေးဇူးရှင်ပဲလို့ကြေညာလိုက်တော့အဖိုးအိုမှာဝမ်းသာပြီးမျက်ရည်ကျရှာတယ်။စက်သိန်းမှာတော့အဖိုးအိုရဲ့သားနဲ့ဘရင်ကြီးရဲ့သမီးတော်တို့လက်ချက်ပေးလိုက်ကြပြီးပျော်ရွှင်စွာနေထိုင်သွားကြပါတယ်ရှင်။ ပင်လေကမ်းခြေကအဖိုးအိုရဲ့တဲအိမ်လေးဟာလည်းလှပတဲ့တိုက်အိမ်လေးဖြစ်သွားခဲ့ပါသည်။အဖိုးအိုကတော့ပင်လယ်လေးကိုရှူရှိုက်ရင်လက်ဖက်ရည်တောက်လို့အေးချမ်းနေပါပြီ။သူ့အိမ်ရဲ့စင်ပေါ်မှာတော့ဇလန်းစတင်ခဲ့ရကြေးအိုးလေးကိုအမတ်တရအဖြစ်တင်ထားတာတွေ့ရမှာပါ။ကောင်းကင်ပြပြအောက်မှာဂျင်းနီဘလူးကြီးရဲ့ပုံရိပ်ကမိန်မိန်လေးပေါ်လာပြီးအဖိုးအိုကိုမစ္စည်းမှိတ်ပြတယ်လို့ပါပဲ။ဒါကတော့တန်ငါတဲ့နဲ့ဘလူးကြီးရဲ့စိတ်ဝင်စားဖွယ်ရာပုံပြင်လေးတစ်ပုဒ်ပါပဲရှင်။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။